ပြောကြတာ TikTok ဆယ်လီပါ Facebook ပေါ်မှာပြောကြတာဟာတဆယ်လီပါပရိသတ်များကပြောကြတာ TikTok ဆယ်လီပါလူအများကခေါ်ကြတာဆယ်လီမင်းသားဆိုင်လင်းဖို့ TikTok မင်းသားဆိုင်လင်းဖို့တဲ့ဗျာပြောကြတာ TikTok ဆယ်လီပါ Facebook ပေါ်မှာပြောကြတာဟာတဆယ်လီပါပရိသတ်များကပြောကြတာ TikTok ဆယ်လီပါလူအများကခေါ်ကြတာဆယ်လီမင်းသားဆိုင်လင်းဖို့ TikTok မင်းသားဆိုင်လင်းဖို့တဲ့ဗျာအများချစ်တဲ့ဆယ်လီမင်းသားကျွန်တော်ဆိုင်လင်းဖို့အများချစ်တဲ့ TikTok ဆယ်လီကျွန်တော်ဆိုင်လင်းဖို့အများချစ်တဲ့ဆယ်လီမင်းသားကျွန်တော်ဆိုင်လင်းဖို့အများချစ်တဲ့ TikTok ဆယ်လီကျွန်တော်ဆိုင်လင်းဖို့ကျောက်စင်မြို့ရဲ့တောင်ပန်းနာကတုံလုံးဆိုတဲ့ကြေးရွာလေးကရှိုက်ရဲ့ဇာတိပါအများကနှောက်စားခဲ့လို့တောက်ကြလို့သာမိုးစကုံရွာမှာချီချကပရိသတ်များရဲ့လက်ကုပ်တန်းဆယ်လီမင်းသားဆိုင်လင်းဖို့ရဲ့အားစီတစ်ခွက်ပါခမညာပြောကြတာ TikTok ဆယ်လီပါ Facebook ပေါ်မှာပြောကြတာဟာတဆယ်လီပါပရိသတ်များကပြောကြတာ TikTok ဆယ်လီပါလူအများကခေါ်ကြတာဆယ်လီမင်းသားဆိုင်လင်းဖို့ TikTok မင်းသားဆိုင်လင်းဖို့တဲ့ဗျာချစ်တဲ့ဆယ်လီမင်းသားကျွန်တော်ဆိုင်လင်းဖို့အများချစ်တဲ့ TikTok ဆယ်လီကျွန်တော်ဆိုင်လင်းဖို့အများချစ်တဲ့ဆယ်လီမင်းသားကျွန်တော်ဆိုင်လင်းဖို့အများချစ်တဲ့ TikTok ဆယ်လီကျွန်တော်ဆိုင်လင်းဖို့ကျောက်စင်မြို့ရဲ့တောင်ပန်းနာကတုံလုံးဆိုတဲ့ကြေးရွာလေးကရှိုက်ရဲ့ဇာတိပါအများကနှောက်စားခဲ့လို့တောက်ကြလို့သာမိုးစကုံရွာမှာချီချကပရိသတ်များရဲ့လက်ကုပ်တန်းဆယ်လီမင်းသားဆိုင်လင်းဖို့ရဲ့အားစီတစ်ခွက်ပါခမညာ